ကျွန်တော်တို့ကက်ကက်မှာမြန်မာစာမှန်အောင်ရေးဖို့ဆိုရင်ကျွန်တော်တို့ကီးဘုတ်လိုမယ်ဖောင့်နေလိုမယ်ပေါ့ကီးဘုတ်မြန်မာစာဖောင့်နေလိုမယ်အဲ့တော့ကျွန်တော်တို့ကကီးဘုတ်ကပကံကီးဘုတ်ဖြစ်ဖြစ်ပရိုဂရမ်ကီးဘုတ်ဖြစ်ဖြစ်ရတယ်ကျွန်တော်ကပရိုဂရမ်ကီးဘုတ်နဲ့ပြပေးမယ်ဒီမှာကီးဘုတ်ရဖို့အတွက်ကျွန်တော်တို့က Play Store ကိုသွားလိုက်မယ် Play Store ကိုသွားပြီးတော့ကျွန်တော်ကprogram keyboard ဆိုပြီးရှာလိုက်မယ် Okay program keyboard ကိုကျွန်တော် download ဆွဲလိုက်မယ်ကျွန်တော် download ဆွဲပြီးသားဖြစ်တဲ့အတွက် open လို့ပြနေတယ် Okay ဒါဆိုရင်ကျွန်တော်တို့ကဖောင့်လို့ပြီးတယ်ဖောင့်ရဖို့အတွက်ကျွန်တော်တို့က set font 3ကိုရှာမယ် set font 3လည်းကျွန်တော်က download ဆွဲပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့ download မဆွဲရဘူးသေးဘူးဆိုရင်ကိုယ့်ဘာသာကိုဆွဲလိုက်ပါ Okay ဒါဆိုကျွန်တော်တို့အပြင်ထွက်လိုက်မယ်ထွက်ပြီးပြီဆိုတော့ကျွန်တော်တို့ setting တွေကိုသွားမယ် setting တွေကိုသွားပြီးရင်ကျွန်တော်က additional setting ဆိုတာကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ language and import ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်မယ် language and import နှိပ်ပြီးလို့ရှင်ကျွန်တော်တို့ဒီမှာရှိတဲ့ current keyboard ဆိုတာကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ခင်ဗျအဲ့ဒီကမှာကျွန်တော်တို့က program keyboard နဲ့ပြမှာဆိုတော့ program မြန်မာပဲကျွန်တော်တို့ရွေးလိုက်မယ်Okay ဒါဆိုရင်ကျွန်တော်တို့သင်ပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုတော့ကျွန်တော်ခုန download ဆွဲထားတဲ့ Z font 3ကိုဝင်လိုက်မှာခင်ဗျ Z font 3ရဲ့ရောက်သွားလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုဖြည်းဖြည်းချင်းဆွဲသွားမယ်အောက်ကိုဖြည်းဖြည်းချင်းဆွဲသွားလို့ရှိရင်ဒီမှာမြန်မာဆိုတာတွေ့လိမ့်မယ်ဗျအဲမြန်မာရဲ့အောက်မှာကျွန်တော်တို့က font တွေအများကြီးရှိတယ်မြန်မာ font တွေကိုကြိုက်တဲ့ font တွေကိုdownload ဆွဲလို့ရတယ်ဒီဘက်မှာ CO လေးကိုနှိပ်လိုက် CO နှိပ်လိုက်ရင်ပို့ပြီးတော့အများကြီးပြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီထဲမှာ font တစ်ခုကို download ဆွဲလိုက်မယ်ကျွန်တော်ဒီမှာဧကခွန်ဆိုတဲ့ font လေးကို download ဆွဲလိုက်မယ်then ချက်နှိပ်လိုက်မယ်ပြီးရင်ဒီညာဘက်အောက်တော့မှာရှိတဲ့အမှန်ချက်ကလေးကိုနှိပ်လိုက်မယ် Okay ကျွန်တော်မတ်တပ်1မယ်ရွေးလိုက်မယ် Okay apply font ကိုနှိပ်လိုက်မယ်Okay ကျွန်တော်ဧကခွန်ကိုရွေးလိုက်မယ် Okay apply ကိုနှိပ်လိုက်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဧကခွန်ဆိုတဲ့မြန်မာဖောက်ကလေးကိုကျွန်တော် download ဆွဲပြီးသွားပါပြီ download ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ကကက်ကက် app ထဲကိုသွားမယ်ပေါ့နော်ကျွန်တော်ကက်ကက် app ထဲကိုသွားမယ်ပြီးရင်ကျွန်တော် new video ကိုနှိပ်မယ်ဒီမှာဓာတ်ပုံဖြစ်ဖြစ်ဗီဒီယိုဖြစ်ဖြစ်ရွေးလို့ရတယ်ပေါ့နော်ကိုကစာရေးပြမှာဆိုကျွန်တော်ဓာတ်ပုံမယ်ရွေးလိုက်မယ်အဲ့ဒါကိုနှိပ်မယ်ပြီးရင်ကျွန်တော်စာရေးပြမှာဆိုတော့ကျွန်တော်က text ကိုနှိပ်လိုက်မယ်ဒီနေရာမှာစာရေးရဲ့နေရာမှာ edit text ကိုနှိပ်ပြီးတော့ရေးလို့လည်းရတယ်ဒီနေရာမှာစာရေးရဲ့နေရာမှာကျွန်တော်တို့ကedit text ကိုနှိပ်ပြီးတော့ကိုယ့်လက်နဲ့ကိုရေးလို့လည်းရတယ်ဗီဒီယိုဆိုလို့ရှိရင်ဗီဒီယိုမှာပါလာတဲ့အတန်ကို auto caption နည်းနဲ့လည်းရေးလို့ရတယ်ကျွန်တော်ကတော့ edit text ပဲနှိပ်လိုက်မယ်ကျွန်တော်နမူနာရေးပြမယ်မင်္ဂလာပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာစာဟာလုံးဝမမှန်သေးပါဘူးမမှန်သေးဘူးဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီထက်မှရှိတဲ့ template ရဲ့ဘေးမှာရှိတဲ့ font ကိုနှိပ်လိုက်မယ် font ကိုနှိပ်ပြီးလို့ရှိရင်အောက်မှာရှိတဲ့ brand font ရှိတယ် 20 ရှိတယ် football ရှိတယ် club new အဲ့ဒီနောက်မှာကိုကတခါမှအသုံးမပြုရသေးတဲ့လူဆိုလို့ရှိရင်ဟိုနောက်ဆုံးမှာ my font ဆိုတာရှိတယ်အဲ့ my font ကိုနှိပ်မယ်ပြီးရင်အဲ့ဒါကိုနှိပ်လိုက်မယ်အဲ့ဒါကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ my font ပဲဆက်ပြီးတော့ရွေးရမယ် my font ဆက်ရွေးပြီးလို့ရှိရင်ဒီမှာကျွန်တော်ကဧကခွန်ဆိုပြီးတော့ဒီမှာ font လေးပေါ်နေတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဧကခွန်ဆိုတဲ့ font လေးကိုလည်းနဲ့ထောက်လိုက်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဧကခွန်ဟာဒီဘက် font ထဲမှာရောက်ရှိသွားပါပြီ font ရောက်ရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဧကခွန်ကိုရွေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာစာဟာမှန်သွားပါပြီဒီမှန်သွားပြီဆိုတော့ကျွန်တော်တို့ကဘာလို့ဒီမှာစတိုင်နေထည့်လို့ရတယ်ဟုတ်လားစတိုင်နေထည့်လို့ရတယ်အဖက်ဒီ animation တွေကိုကြာရကိုသုံးလို့ရပါတယ်
template တွေကိုကြိုက်ရသုံးလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ကက်ကက်မှာမြန်မာစာရေးနည်းလေးအဆင်ပြေသွားပါပြီအားလုံးကျန်းမာချမ်းသာကြပါစေ